အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ block ဆိုတဲ့ဟာလေးကဘာလေးလဲပေါ့နော် AutoCAD မှာဘယ်လိုအသုံးပြုလို့ရလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ block လေးကိုနည်းနည်းပါရှင်းပြပေးမှာပါနော် block ကအရင်ကျယ်ပြတ်နေပေါ့ဒါပေမဲ့အမကဒီဗီဒီယိုလေးမှာအတူကောက်ရှင်းပြသွားမယ် AutoCAD မှာပေါ့နော်ပြန်လဲသုံးချပြန်အသုံးပြုလို့ရတဲ့ object ကို block လို့ခေါ်တယ်တချို့လူတွေကလည်း block ကိုဖွဲ့ထားတယ် save လုပ်ပြီးတော့နောက်တစ်ပိုင်းမှာလိုအပ်ရင်လိုအပ်တယ်လို့ပြန်ပြီးတော့useful ဖြစ်တယ်ပေါ့နော်ပထမ useful ဖြစ်တယ်ပေါ့နော် okay so အဲ့ဒါကို block ကိုအချင်းချင်းတော့ကြည့်သွားပြီးတော့ block ကိုအမားတို့က comment box ခေါ်မယ်ဆိုရင် shortcut အနေနဲ့ b enter ပြောရလို့ရပါတယ် b enter ဆိုရင်အမားတို့ box လေးတစ်ခုကျလာတယ်ပေါ့နော်အမားတို့ကပထမအဆုံးပေါ့နော် name ပေးမယ်ပေါ့နော် name ရှိမယ်နောက်တစ်ခုကကျတော့အမားတို့ base point အောက်မှာ pick point ဆိုတာရှိတယ်ပေါ့နော် pick point ရဲ့ဘေးနားမှာ select object ရှိမယ်ဒါနဲ့နောက်တစ်ခုကကျတော့ allow exploring ဆိုတဲ့ဟာလေးလည်းအမတို့ click လုပ်ခဲ့မှာတော့မလုပ်ဘူးဆိုရင်အမတို့ကပြန်ပြီး block မလို့ချင်တော့ဘူး export လုပ်ပြီဆိုရင်ဒါကို click လုပ်ထားရင်ဆိုရင်ပြန်ပြီးတော့အဲ့ object တွေကတစားစီဖြစ်သွားအောင်ပေါ့နော်အဲ့ဒါကို click လုပ်ထားမယ်ပေါ့နော်ဒါနဲ့အမတို့ကပထမအဆုံးဒီ box အတိုင်း name ပထမအဆုံးပေးမယ်ပေါ့နော် name ပေးမယ်ဆိုတော့အမကဒါနဲ့အမတို့က name စပေးမယ်ဆိုရင်ပထမအဆုံး house ပြောပြီးတော့ tab လိုက်တယ်ပေါ့ဒါပေမဲ့ house မပေးချင်ဘူး name ကိုကြက်သလိုပေးလို့ရတယ်အမက78 site ပြောပြီးတော့ name ကိုချိန်လိုက်တယ် pick up point ကို click ချလိုက်တယ် pick up point ကို pick up ချမဲ့ center နားမှာသွားပြီးတော့အမ pick up click ချလိုက်ပြီးနောက်တစ်ခုက select object ကို block လုပ်ချင်တဲ့ object တွေကိုသွားပြီးတော့ select ပေးမယ်ပေါ့နော်အကုန်လုံးကို select ပေးချင်တာဆိုတော့အမအကုန်လုံးကိုclick ချပြီးတော့ select ပေးလိုက်တယ်အကုန်လုံး select ပေးရင်နည်းနည်းကြာတယ်ဘာလို့လဲဆိုရင် तू က object ပေါင်း338ခုလုံးကို तू က select ပေးလို့ပေါ့နော်အဲ့ဒါနဲ့အမတို့ဘေးနားမှာ allow exploring ကိုခုနပြောတဲ့အတိုင်းကိုအမတို့ on ထားရမယ်ပေါ့နော် on ထားရမယ်on ထားပြီဆိုရင်အမတို့ okay လို့ click လုပ်ပြီဆိုရင်နောက်ဆုံး block အဖြစ်သွားတဲ့ဟာကိုအမတို့တွေ့ရမယ်ပေါ့နော်သူက click တစ်ချက်ချတာနဲ့သူအကုန်လုံးပေါင်းစည်းနေတာကို block လို့ခေါ်တယ်ဒီကအိမ်ဒါအမlayout တစ်ခုလုံးကိုblock ချလိုက်တာတချို့တွေကလည်း furniture တစ်ခုကို block ချတာလည်းရှိကြတယ်ပေါ့နော်တချို့တွေအမတော်များဒီပုံမဆွဲခင်မှာအမဒီကွန်ပျူတာလေးတစ်ခုကိုအမဆွဲပြီးဆိုရင်ဒီကလို block မှာ object မှာရှာမတွေ့ဘူးဆိုရင်အမဒါလေးကို block တစ်ခုချထားတယ်ပေါ့နော်နောက်တစ်ခုကအမတို့ကပြန်ဒါလေးကို edit ပြန်လုပ်မယ်ဆိုရင် be enter ပြောပြီးတော့အမတို့ခောက်လိုက်ပြီးဟို comment box မှာရိုက်လိုက်ပြီးတော့လည်းအမတို့ကblock ဟိုတွေကိုပြန် edit လုပ်လို့ရတယ်ဒါပေမဲ့အမကဒီမှာ file တွေမှာ block တွေအများကြီးဆိုတော့ရှုပ်သွားမှာပေါ့နော်ဒါပေမဲ့အမကအဲ့ဒါအဲ့မတက်ကိုမသုံးဘူးအမကနောက်တစ်ခုမတက်ကိုသုံးတယ်ပေါ့ဒါလေးကဒီမှာ block တွေအများကြီးရှိတယ်ဆိုတဲ့ဟာကိုပြပြထားတာပေါ့နော်အမကကျတော့ double click ခောက်ပြီးတော့မှအမကသုံးတယ် double click ခောက်လိုက်ပြီဆိုရင်သူက box တစ်ခုပြန်ချလာမယ်သူကဆက်က4တော့လေသူက be enter နှိပ်လိုက်ရတယ် double click ခောက်လိုက်ရတယ်နော် double click ခောက်ပြီဆိုရင် click လုပ်လိုက်ပြီဆိုရင်အမတို့က file changes နောက်တစ်ခုအဖြူအောင် background ရှိတဲ့ file တစ်ခုချလာမယ်အဲ့မှာအမထားလိုက်ပါတော့ပထမဆုံးဒီ computer ရဲ့ chair လေးကိုအမနေရာပြောင်းကြည့်မယ်နေရာဒါကို click ချပြီးတော့ move လုပ်မယ်ပေါ့enter နှိပ်ပြီးတော့နေရာ store room မှာတွားပြီးချလိုက်မယ်နော်နောက်တစ်ခုကကျတော့အမက reception ကိုလည်းcashier ကိုလည်းအမနေရာလေးပြောင်းလိုက်မယ်example ပေါ့နော်ဒါကတော့ design ကိုမဆွဲထားတဲ့ design လေးကိုပေါ့နော် sample နဲ့ပြတာပါနော်ဟိုဘက်ကိုချလိုက်မယ်ချပြီးတော့ okay အမတို့ကဒီဟာကိုတကယ်တော့ဟိုပေါ့နော် AutoCAD file ထဲမှာတွားကြည့်ပြီးတော့block addition ဖြစ်ပြန်ပြီးတော့ကြည့်မယ်ပေါ့နော် close block editor နဲ့ set the chain 78 site ပေါ့ကြာလာမယ်အမတို့ okay ပေါ့နော်okay ပြောလို့ရပြီsave the chain file ကြာလာမယ် okay ပြောမယ်နော်အဲ့ဒါနဲ့အမတို့နောက်ဆုံးကတော့ခုနလောက်ထားတဲ့ collector လေးနဲ့counter လေးကနောက်တစ်နေရာမှာရွေးနေတဲ့ block အတိုင်းကိုဒါပေမဲ့အမတို့ကဒီလိုပြန်မလို့ချင်ဘူးပေါ့နော်အကုန်လုံးတစ်ခုတည်တဲ့လို့ချင်တယ်အကုန်လုံး block မလုပ်ချင်တော့ဘူးဆိုလဲ okay h enter လုပ်ပြီးတော့ click ချ enter လိုက်ပြီးဆိုရင်အကုန်လုံးကသူ့ဟာနဲ့သူတည်တဲ့ဖြစ်နေတဲ့အောင်တွေ့ရမယ်ပေါ့နော်ဒါလေးက shortcut လေးပေါ့ block ကတော့အရင်ကျယ်ပြန့်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်နော်